สวัสดีค่ะဒီနေ့ဗီဒီယိုကကြတော့လေတော်ပဲမျှဝေပေးမယ်ပေါ့နော်အကကြတော့တိတလောက်တတလောက်လေးပဲမျှဝေပေးတာနော်အများအကျန်းကျွမ်းကျင်လာလည်းမဟုတ်ဘူးခုမှရောက်နေတဲ့သူတွေပေါ့နော်ထိုင်းစာထိုင်းစကားစလေးလာတဲ့သူတွေကျမရဲ့ clip ဗီဒီယိုလေးကိုလာကြည့်လို့ရတယ်နော်သွားမှလည်းจะไปไหนจะไปไหนเบ็ดသွားမှလည်းနော်ไปไหนကကြတော့เบ็ดသွားမှလည်းပေါ့နော်ဥပမာကจะไปไหนလို့လည်းမေးလို့ရတယ်ไปไหนဆိုပြီးတော့အတူကောက်လို့လည်းပြောလို့ရတယ်ပေါ့နော်ဒုတိယတစ်လုံးကကြတော့ဈေးသွားမယ်ဆိုပြီးတော့ပေါ့နော်ဈေးသွားမယ်ဆိုတာကကြတော့ထိုင်းလို့ပိုင်တลาดเนาะပိုင်ตลาดเนาะตลาดကကြတော့ဈေးပေါ့နော်ပိုင်ကကြတော့သွားမယ်အဲ့ဒါကိုเนาะပိုင်ตลาดလို့ခေါ်တယ်เนาะဒါတရားတစ်လုံးကကြတော့ဒီနဲ့သွားမှလဲပိုင်กับใครပိုင်กับใครเนาะไปดูနဲ့သွားမှလဲใครဆိုတာကကြတော့ဘယ်သူလဲပေါ့နော်ပိုင်กับใครဘယ်သူနဲ့သွားမှလဲပိုင်คนเดียวတယောက်တည်းပဲသွားမယ်ပိုင်คนเดียวแต่ရောက်ထဲပဲသွားမယ်တကယ်လို့တငယ်ချင်းနဲ့သွားမယ်ဆိုရင်တော့ပိုင်กับเพื่อนတငယ်ချင်းနဲ့သွားမယ်เพื่อนဆိုတာကတငယ်ချင်းเนาะတယောက်ထဲဆိုရင်တော့คนเดียวเนาะတယောက်ထဲပဲคนเดียวတယောက်ထဲပဲပိုင်คนเดียวဒါမှမဟုတ်ပိုင်กับเพื่อนတငယ်ချင်းနဲ့သွားမယ်ပေါ့เนาะပိုင်กับเพื่อนဒီနေ့ဗီဒီယိုကကြတော့လေးလုံးပဲเนาะတရက်ကိုလေးလုံးပဲလစ်လာเนาะအဲ့ဒါကြောင့်အမပါရင်လည်းခွင့်လွှတ်ပေးပါเนาะတကယ်လို့သိချင်တာတွေရှိရင်လည်း comment အောက်မှာမေးလို့ရပါတယ်ကျွန်မပြန်ဖြေပေးမယ်เนาะအားလုံးပဲကျေးဇူးအများကြီးတင်ပါတယ်ရှင်နောက်ထပ်ဗီဒီယိုမှာထားတွေ့ကြမယ်เนาะ bye bye